ကဲအားလုံးပဲမင်္ဂလာပါခင်ဗျဆရာရှိမှာနော်ရတရလာပြီးတော့တောင်းနေကြတဲ့မိတ်ဆွေ9ရက်သားသမီးတွေအားလုံးနော်ကဲဆရာရေးဖောက်ပြန်ခံရလို့တက်စာမရှိလို့ထားခဲ့လို့ဟုတ်လားနော်အဲ့လိုသူတို့ကိုခံရသလိုသူ့ကိုခံစေချင်တာမျိုးတို့ပါလို့ဆရာရှိမှာလာပြီးတော့မင်းနေတဲ့9ရက်သားသမီးဆရာလက်တာခဏလေဒါ line မော့ကိုတင်ပေးထားတယ်ပေါ့နော်ဒါပေမဲ့9ရက်သားသမီးတွေအားလုံးကိုဆရာမတင်ပြပေးခြင်းတော့မဟုတ်ဆရာတင်ပြပေးခြင်းတယ်ဒါပေမဲ့9ရက်သားသမီးတွေအားလုံးအတွက်ကိုဆရာဒီမှာအခုလိုမျိုးလာရပြီးတော့မျှဝေပေးတာဆရာရဲ့အကျဉ်းစားအစီရင်ရတရကိုပေါ့ကိုတစ္ဆာမရှိတဲ့သူကိုရဲ့နောက်ကွယ်မှာဖောက်ပြန်တဲ့သူနော်လုံးလို့ရတဲ့ရတရလေးအခုလုံးရင်အခုခံရမယ်ဘာဒီလိုအဲ့လဲဆိုလို့ရှိရင်တော့ဟောဒီမှာနော်ဖျောင်းတဲ့တိုင်းစာရက်တရွက်မင်းချစ်စလုံးဘောပင်တစ်ချောင်းနော်ဒါလေးရှိုံနဲ့ကိုခံရသလိုသူ့ကိုပြန်ခံစေမယုံမရှိနဲ့နော်9ရက်သားသမီးတွေရုံကြည်နဲ့လောက်ကြည့်နော်ဆရာတို့ဒီမှာသူ့ရဲ့နော်ဆရာတို့နေမီထဲမယ်နော်ပြီးရင်ထုံးစံတိုင်းဆရာတို့နေနာထဲမယ်ကဲကိုလှုပ်ချင်းတဲ့သူကနော်ကိုလှုပ်ထင်းတဲ့သူကအမျိုးသားလားအမျိုးသမီးလားကဲအကဲ၍အမျိုးသားဆိုလို့ရှိရင်ဆရာတို့ဒီလိုမျိုးလေးရေးပေးနော်ကဲအမျိုးသမီးဆိုလို့ရှိရင်နော်အမျိုးသမီးဆိုလို့ရှိရင်ဆရာတို့ဒီလိုမျိုးလေးအဲ့လိုမျိုးရေးနော်ဒါအမျိုးသားဆိုရင်ဒီလိုရေးအမျိုးသမီးဆိုရင်ဒီလိုမျိုးလေးရေးပေးနော်ကဲဟုတ်ပြီအဲ့လိုမျိုးရေးပြီးတော့ပြီဆိုလို့ရှိရင်သူကနော်ကိုယ့်ရဲ့နောက်ွယ်မှာဖောက်ပြန်နေတာလားနော်ဒါမှမဟုတ်ရင်ကိုယ်တစ္ဆာမရှိတာလားနော်ကဲအဲ့လိုမျိုးလေဆရာတို့ဟောဒီဘေးနာမှာ तू ဖောက်ပြန်တယ်သူ့ကိုဘလို့ခံစားစေခြင်းတယ်ဆိုတဲ့အကြောင်းအရာလေးကြီးကဲဥပမာဆရာတို့သူ့ကိုတော့ဆရာတို့ကနော်ယူစေခြင်းတာနော်သူ့ကိုဆရာတို့ကယူစေခြင်းတယ်ဆိုရင်လာယူစေဆိုပြီးတော့ဆရာတို့ဒီလိုမျိုးရေးပြရမယ်နော်ကဲပြီးတော့ပြီဆိုလို့ရှိရင်ဆရာတို့ဒီလိုမျိုးဖျောင်းနိုင်တဲ့နဲ့ဆရာတို့လိတ်ပေးမယ်နော်ဤစာရွက်ကိုဖျောင်းနိုင်လေးနဲ့လိတ်မယ်ကဲပြီးလို့ရှိရင်ဆရာတို့ပြန်ပြီးတော့နော်ဖျောင်းနိုင်တယ်မကတ်ပါစေလို့ဆရာတို့ထမင်းလုံးနဲ့လေးကတ်ပေးလိုက်မယ်ပေါ့နော်ကဲဟုတ်ပြီထမင်းလုံးလေးနဲ့ကတ်ပြီးသွားပြီဆိုရင်ဆရာတို့ဒီလိုမျိုးဖျောင်းနိုင်တဲ့ကတ်နေအောင်ဆရာတို့ဒီလိုမျိုးလုပ်ပေးလိုက်မယ်ကဲဒါဆိုဆရာတို့နော်ဒီလိုမျိုးဖြစ်သွားမယ်ဖြစ်သွားပြီဆိုလို့ရှိရင်ဆရာတို့ဒီဖျောင်းနိုင်ကိုဖက်နှက်ချုပ်နော်ဖျောင်းနိုင်ကိုဖက်နှက်ချုပ်မှာကုံအောင်ထုံးအဲ့ဒီဖျောင်းနိုင်ကုံတဲ့အထိထုံးထားပြီနော်ဖျောင်းနိုင်ကုံတဲ့အထိထုံးထားပြီမယ်နော်9ရက်သားသမီးပြီအားလုံးပဲကဲအဲ့လိုထုံးပြီးသွားပြီဆိုလို့ရှိရင်နော်ဒီဖျောင်းနိုင်ကုံပြီဆိုတာနဲ့သူ့ဘက်မှာစလာပြီနော်သူ့ဘက်မှာခံနေရပြီနော်ဒီဖျောင်းနိုင်ကုံပြီဆိုတာနဲ့နော်အားလိုက်ကြောင့်မလို့9ရက်သားသမီးအဓိကတော့ဒီစက်ကူကိုမီးစလောင်ပြီဆိုတာနဲ့သူခံစားရပြီနော်ကဲအားလိုက်ကြောင့်မလို့မိတ်ဆွေများယုံကြည်နဲ့ပြုလုပ်ပေးပါ